Winchester Mystery House ကမ္ဘာနံပါတ်1ကြောက်စရာအကောင်းဆုံးအိမ်ကြီး ဒီအိမ်ကြီးက American ပြည်ထောင်စု California မှာတည်ရှိပါတယ် Winchester တနက်ထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင် William Winchester တည်ဆုံပြီးနောက်မှာဇနီးဖြစ်သူ Sarah Winchester ကမကောင်းဆိုးဝါးတွေကိုရှောင်ရှားဖို့ဒီအိမ်ကြီးကို38နှစ်ကြာတစ်ဆက်တည်းတည်ဆောက်ခဲ့တာပါသူမကတနက်သမားတွေရဲ့အသက်ဝိညာဉ်တွေကိုနှိမ်နင်းဖို့ဒီအိမ်ကိုအဆုံးမရှိပြုပြင်နေရမယ်လို့ယုံကြည်ခဲ့ပါတယ်Sarah Winchester ကညဘက်တွေဆိုသူမ၏အခန်းထဲမှာနတ်ဝိညာဉ်တွေနဲ့စကားပြောလေးရှိပါတယ်။အိမ်ကိုဝိညာဉ်တွေကိုလှည့်စားဖို့အတွက်ရည်ရွယ်ပြီးစမ်းကြယ်တဲ့ပိတုကပညာတွေကိုအသုံးပြုခဲ့ပါတယ်။ဒီနေ့ထိညအခါခြေတံတွေကြားရပြီးပစ္စည်းတွေရွေးချားတံတွေကိုလည်းကြားရတယ်လို့ခီးသွွားများကပြောကြပါတယ်။ကြားချက်ကအပေါက်မရှိတဲ့တကားတွေမြေအောက်တိုင်ကောင်းတွေမြင်မာတဲ့လေကားထစ်တွေအပါအဝင်ထူးဆန်းသောပိတုကလက်ရာတွေနဲ့တိစောက်ခဲ့တာပါ။ညဘက်မှာခြေတံတွေကြားရတတ်ပြီးသူမ၏အတန်ကိုကြားရတယ်လို့ပြောကြပါတယ်။အခုခါအိမ်ကြီးကိုပြတိုက်အဖြစ်ဖွင့်လှစ်ထားပြီးနှစ်စဉ်ကမ္ဘာလက်ခီးသွွားများစွာလာရောက်လည်ပတ်လျက်ရှိပါတယ်။ကယ်လီဖိုးနီးယားရဲ့သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး California Historical Landmark အဖြစ်အတိအမှတ်ပြုခံထားရပါတယ်။နေ့စဉ်မနက်တနာရီမှညနေ9နာရီထိတွားရောက်လည်ပတ်နိုင်ပါတယ်။လက်ရှိအခြေအနေမှာအိမ်ကြီးကိုမူလအတိုင်းကောင်းစွာထိန်းသိမ်းထားပြီးစိတ်ဝင်စားဖွယ်ပိတုကလက်ရာတွေကိုတွားရောက်လေ့လာနိုင်ပါတယ်။